တော်တော့မှဂေါ်လီလိုပဲနေပါတယ်ဂေါ်လီလိုပဲနေမှာပေါ့ဟုတ်ကဲ့ဂေါ်လီလိုနေတော့မှဂေါ်လီလိုနေမယ်ကိုတော့ဂေါ်လီဖြစ်ပါတယ်ဟေးတော့ဂေါ်လီလိုနေခုကထွက်ဆိုချိုးပြနေတာပြီးတော့ချန်နီပြန်လို့ဟိုးဟိုးကျေဖို့ကိုစက်ကားလို့ချိုးဖို့ကိုကျန်နာလို့ကျေဖို့ကိုရှက်စရာလို့ကျွေးမရဲ့Yeah, I never think I'd be near the